no power ဖုန်းတစ်လုံးကိုပြုပြင်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ဆင်မလဲအာသညိုထိုးပြီးတော့ဆင်မယ်အာသညိုကဝင်လာတဲ့ပို့ဒီဘယ်နှပို့ရှိမလဲအဲ့ပို့ကိုဘယ်လိုခေါ်လဲ diagram ထဲမှာဆိုရင် VBus ပို့လို့ခေါ်တယ်အဲ့ဒီပို့ဒီဘယ်ကိုသွားမလဲ charging IT ကိုသွားမယ်တကယ်တော့အချို့ဖုန်းတွေမှာဆိုကြားထဲမှာဒီ charging port နဲ့ဒီ charging IT တွေကြားထဲမှာပေါ့နော်ဟိုက OBB IT သူကလေးပါမယ်သူက5 volt အဝင်ထွက်ပဲသူကနော်ပြက်ရင်သူ့ကိုခွာပြီးတော့ကြော်လို့ရတယ်အဲ့တော့ငါတို့အကောင်လေးတော့ထည့်မဆွဲတော့ဘူးနော်တတော်မှာတော့ငါတို့ကဒါအကြမ်းမြင့်ဖို့တော့ပေါ့နော် no power ပြုပြင်ဖို့ပေါ့ဟုတ်ပြီအဲ့ဒီ charging port ကဝင်လာတဲ့5 volt ဒီဘယ်သွားမလဲ charging IT ကိုသွားမယ် charging IT ဒီဘာဖို့ထုတ်ပေးမလဲ VPH PW ရော VS1S ဖို့ဆိုရဲဘို့ကိုထုတ်ပေးမယ်အဲ့ဒီဘို့ဒီဘယ်နှဘို့ရှိမလဲ3.7 to 4.2 ဘို့ရှိမယ်เนาะအဲ့ဒီဘို့ဒီဘယ်ကိုသွားမလဲတကယ်တော့တို့က no power ဘိုင်းကိုပြင်တာဖြစ်တဲ့အတွက်ဒါ main power IC ကနေပြီးတော့ထွက်တဲ့ power no ရဲ့အဓိကအပိုင်းကိုပဲငါတို့ဆွဲထားပါဗောနော်တကယ်တော့သူက other parts တွေဒီတို့ဘယ်လိုပြောမလဲ line fine တဲ့အပိုင်းတွေနော်အများကြီးပဲနော်တွားထားတဲ့အပိုင်းတွေအများကြီးရှိတယ်တို့ကဘာလို့ပြင်ဖို့အတွက် block ဆွဲရလဲ no power block okay နော်အဲ့တော့ तू ကဒီ VPH WS ဆိုရင်ဒီ main power IC ကိုသွားမယ်သွားပြီးသွားလို့ရှိရင် तू ကဘယ်ကိုသွားမလဲဒီ switch board နဲ့ LDO board ထွက်ပြီးတော့ CPU နဲ့ UMCB ရဲ့လိုအပ်တဲ့ board တွေကိုထုတ်ပေးမယ်ပေါ့နော်ဟုတ်လားဒါဆိုရင် power section ပြည့်စုံသွားပြီနော်အစပြန်ပြောရင်ပဲဖုန်းလုံး no power ဖြစ်လို့ရှိရင်ဘယ်ရဆက်ဆင်မလဲအညိုးထိုးပြီးတော့လိုက်တော့မယ်တကယ်နော်လိုက်ပြီးဟုတ်ပြီအဲဒါကျိုးကဝင်လာတဲ့ board ဒီဘယ်နှ volt ရှိမလဲ5 volt ရှိမယ်အဲ့5 volt ကိုဘယ်လိုခေါ်လဲVBus လို့ခေါ်တယ် VBus ပို့ဒီဘယ်ဟိုသွားမလဲ charging IC တွေကိုသွားမယ် charging IC ကဒီဘာဖို့ထွက်မလဲ VPH PW ရော VS1 ဘို့ဘယ်နှဘို့ရှိမလဲ7 to 4.2 ဘို့ရှိမယ်အဲ့ဒီဘို့ဒီဘယ်ကိုဆက်သွားမလဲ main power IC ကိုသွားမယ် main power IC ကဒီဘာဖို့ထွက်မလဲ switch board နဲ့ NDO ဘို့ထွက်ပြီးတော့ CPU နဲ့ UMCB ကိုသွားမယ်နော်ငါတို့ကအခုဒါကဒီ block အကြမ်းမြင့် block အခြေခံသဘောတရားကိုငါတို့ဆွဲတာနော်ငါတို့ကအခုနောက်ရကြရင်ဘာထက်လုံးမလဲဆိုတော့ဒီ charging IC ကနေပြီးတော့ဟိုဘောကွာ second power IC တို့ဝင်ပြီးသွားလို့ရှိရင်အမှ VPH PW ကထွက်ကြည့်ပုံကိုဘိုးနဲ့တင်နဲ့ဘလို့လုပ်လဲဆိုတော့နော်သူဘလို့ထွက်သွားလဲဘလို့ feedback ဝင်ပြီးသူဖုန်းကိုဘယ်ဒီအားသွင်းတာလဲနော်သူအခြားဘလို့လုပ်လဲဆိုတော့ငါတို့ကတေချာလေးပြန်ပြီးတော့ငါတို့ block ထုတ်မယ်ပေါ့နော်လက်တော့ကတော့ဒါ no power အကြမ်းမြင့် block နော်ရလား okay